မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့နော် con ဆိုတဲ့စကားလုံးပေါ့ဒီ con ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာလိုဆိုလို့ရှိရင်တော့ဒီမတိုင်ခင်ဆိုတဲ့စကားလုံးပေါ့နော်အဲ့တော့ con ပိုင်းဆိုလို့ရှိရင်ပိုင်းရသွားတယ်နော်ပြီးတော့ဒီ con ဆိုတဲ့ကောင်ကကြတော့မတိုင်ခင်ဆိုတော့ con ပိုင်းဆိုလို့ရှိရင်မသွားခင်လို့ဖြစ်သွားတာပေါ့နော် con ပိုင်း con ဆိုတာဒီ verb ရဲ့ရှေ့မှာထားတဲ့စကားလုံးပေါ့နော်ကျွန်တော်တို့ကဒီနောက်မှာ time ဆိုတဲ့ကောင်လုံးမယ်ထားလုပ်တယ်ဆိုတဲ့စကားလုံးထားမယ်ဆိုတော့ con time ဆိုလို့ရှိရင်မလုပ်ခင်ပေါ့ con time ဆိုရင်မလုပ်ခင်ก่อนပိုင်းဆိုမသွားခင်ပေါ့ก่อนกินဆိုရင်မစားခင်ပေါ့ก่อนนอนဆိုလို့ရှိရင်မအိပ်ခင်ပေါ့เนาะအဲ့ဒီစကားလုံးဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကသင်ပြီးလားမသင်ပြီးလားတော့ကျွန်တော်သိမှတ်မိပါအောင်เนาะကျွန်တော်ထင်တာတော့မသင်ရသေးဘူးဆိုလို့ကျွန်တော်မေ့ခဲ့တယ်လို့ထင်တဲ့အတွက်ကျွန်တော်ပြန်သင်ပြီးတာဖြစ်ပါတယ်เนาะก่อนဆိုတာမတိုင်ခင်လို့အဓိပ္ပာယ်ရပါတယ်ก่อนเนาะก่อนပိုင်းဆိုလို့ရှိရင်မသွားခင်ก่อนมาဆိုရင်မလာခင်ဒါပေမဲ့ဒီကောင်ကကျတော့ဒီก่อนဆိုတာဒီလိုမျိုးရှေ့မှာထားတယ်ဆိုတာထက်သူကစကားဇက်ပုံစံမျိုးပို့သုံးတယ်เนาะဘယ်လိုမျိုးလို့ဆိုလို့ရှိရင်သူကမသွားခင်စဉ်းစားတော့မလုပ်ခင်စဉ်းစားတော့ပေါ့နော်များတော့ဖြစ် kid ဆိုတာစဉ်းစားတာပေါ့နော်ဒီနေရာမှာရှေ့မှာရေးပေးလိုက်မယ် kid ก่อนทำဆိုလို့ရှိရင်မလုပ်ခင်စဉ်းစားပါဆိုတဲ့ kid ဆိုတာစဉ်းစားတာ kid ဆိုတာစဉ်းစားတာကိုပြောတာပါနော်စဉ်းစားတဲ့တွေးခေါ်တယ်လို့ပြောပါတယ်မြန်မာလို့ဆိုရင် kid ก่อนทำဆိုလို့ရှိရင် time ကကြတော့လုပ်တာပေါ့နော် time ဆိုတာ kid ก่อนทำဆိုရင်မလုပ်ခင်မှာစဉ်းစားပါမလုပ်ခင်မှာစဉ်းစားပါဦး kid ရဲ့သမီးစားဆိုလို့ရှိရင်လဲ kid ก่อนပိုင်းဆိုလို့ရှိရင်မသွားခင်မှာစဉ်းစားပါအောင်အဲ့လိုမျိုးရှေ့မှာလဲ verb တစ်လုံးရှိတာများတယ်သူကကြားထဲမှာရှေ့ဒါမှမဟုတ်ရှေ့မှာလဲအကြောင်းအရာတစ်ခုရှိတယ်နောက်မှာလဲအကြောင်းအရာတစ်ခုရှိတယ်မအိတ်ခင်မှာစေးတောက်အောင်တော့အဲ့လိုမျိုးရှေ့မှာလဲ verb တစ်လုံးရှိရပေါ့နော်နောက်မှာလဲ verb ရှိတယ်ဒါမှမဟုတ်အကြောင်းအရာနှစ်ခုပြောမယ်ဆိုလို့ရှိရင်လဲဘာမှဖြစ်ခင်မှာဘာဖြစ်ပါတယ်ဆိုတဲ့အဲ့လိုမျိုးအကြောင်းအရာနှစ်ခုကြားထဲမှာဆက်တဲ့ကောင်ဖြစ်ပါတယ်သူကမတိုင်ခင်ဆိုတော့လေกินยาဥမာกินยาဆိုရင်ဆေးတောက်ပေါ့กินยาก่อนนอนဆိုမှအိတ်ခင်ဆေးတောက်ရမယ်ဥမာလူမမာတယောက်ကိုဆရာဝန်တယောက်ကမှားတယ်ပေါ့နဲအဲ့လိုနေရာမှာသုံးတဲ့စကားလုံးဖြစ်ပါတယ်နော်ก่อนဆိုတာဒါကျွန်တော်တို့စကားပြောတဲ့အခါမှာပေါ့ဒီမတိုင်ခင်ဆိုတဲ့စကားကဘယ်နေရာမှာလိုအပ်တယ်လဲကျွန်တော်တို့မြန်မာမှာဘယ်လိုလိုအပ်တယ်လဲစဉ်းစားလိုက်ယူရီးယားမှာလည်းအဲ့ဒီနေရာမှာဆိုဒီ ก่อนဆိုတဲ့ကောင်ကိုထည့်ပြီးပြောလို့ရပါတယ်ဗျနော်အဲ့ဆိုတော့ဒီဗီဒီယိုမှာတော့ဒီတစ်လုံးပါပဲဒါပေမဲ့ဒီဗီဒီယိုကတော့နည်းနည်းလေးပြောချင်တာတော့အခုနောက်ပိုင်းပေါ့လေကျွန်တော်နဲ့ဒီချိတ်ရတာဒီတချို့မအားတဲ့လူတွေပေါ့မအားတဲ့လူတွေဆိုတာဟိုမအားဘူးပဲပြန်မဖြေဘဲနဲ့ပေါ့လေကျွန်တော်ဖြစ်နိုင်လို့ရှိရင်အချိန်လေးနဲ့အတိအကျပေါ့ကျွန်တော်ကဘယ်အချိန်မှာအလုပ်သွားရတယ်ဘယ်အချိန်မှာပြန်ရတယ်เนาะဒီ Facebook ကကျွန်တော်နဲ့အပြန်အလှန်ပြောနေတဲ့ဆရာတွေပေါ့နော်ဆရာတွေဆရာမတွေပေါ့အဲ့လိုဆိုလို့ရှိရင်ဘယ်အချိန်မှာဆရာတို့ကအလုပ်ကိုသွားရတယ်ဘယ်အချိန်မှာအလုပ်ကိုပြန်လာတယ်ပြီးလို့ရှိရင်တပတ်ဆိုလို့ရှိရင်အချိန်ကပြောင်းတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကဘယ်နေ့မှနားတယ်ကျမတို့ကဘယ်နေ့မှနားတယ်အဲ့လိုပုံစံလေးကျွန်တော်တို့နားလဲအောင်ပြောပြစေချင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီအချိန်အားမလားလို့ပြောလိုက်လို့ရှိရင်လဲမအောင်နောက်ဘယ်ချိန်အားမလားဆိုလဲမအောင်ဆိုတော့ဟိုကျွန်တော်ကကြတော့ခဏလိုက်မေးနေပါတော့အဲ့လိုမျိုးကြတဲ့ပြဿနာတော့တက်တယ်ဘာလို့ဆိုတော့သူတို့လည်းထင်ပါပေါ့ဟာပတ်စံကြလဲပေးခြင်းပေးမပေးခြင်းဆိုရဲလုပ်တယ်တခါဒီမှာကြတော့လဲအောက်ကြခံပြီးတော့လေကိုကအောက်ကြလွန်တဲ့ခင်ကြတော့သူတို့တွေကထင်တာသူတို့အကောင့်တွေကိုညာမလို့လားဒီဗီဒီယိုကောခေါ်မယ်ဖုန်းခေါ်မယ်ဆိုလဲမကင်ရဘူးကင်လိုက်လို့ရှိရင်သူတို့အကောင့်များညာတော့မလားဗာမလားဆိုတဲ့အဲ့လိုအတွေးမျိုးဖြစ်နေတယ်ထင်ပါတယ်ကျွန်တော်ထင်တာတော့အရင်ကြတော့သူတို့ကလည်းလန့်နေတာပေါ့နော်လန့်နေတာပေါ့ကျွန်တော်ကိုပြန်ပြီးလန့်နေရှိမှာပေါ့ကျွန်တော်ကကြတော့လဲဘယ်လိုပြန်ဖြစ်နေတော့ဆိုတော့အခုအရင်ဆိုကျွန်တော်ဆိုရင်အပိုင်း1 2 3 4ဆိုလို့ရှိရင်လူတစ်တွေဆိုလို့ရှိရင်ကျွန်တော်ဟိုဟာတွေပို့ပေးတာပေါ့နော်ဒီ link တွေချိတ်ပြီးပို့ပေးတယ်ဒီဗီဒီယိုလေးကိုကြည့်ပေးပါဘာညာဆိုပြီးအဲ့လိုမျိုးပို့ပေးတယ်ဒါပေမဲ့အဲ့လိုပေါ့နော်ဒီစာတင်မယ်ဆိုပြီးတော့ဝင်လာတယ်သူတို့ရွေချက်ကကိုမှတစ်မျိုးပေါ့လေသူတို့ကသူတို့ဒီ online မှာဆိုလို့ရှိရင်သူတို့ဗီဒီယိုတွေကိုကြည့်အောင်ဘယ်လိုလုပ်မလဲသူတို့ဗီဒီယိုတွေဒီဗီဒီယို view တက်အောင် view တသိန်းဖြစ်အောင်လုပ်ပေးမယ် view 1000ဖြစ်အောင်လုပ်ပေးမယ်ပတ်စံဘယ်လောက်ပေးပါဆိုတဲ့လူတွေကကျွန်တော်တို့လိုမျိုး link နေနဲ့သူတို့ချိတ်ပြီး link တွေသူတို့နီးပညာနဲ့သူတို့ပါဗျာအဲ့လိုမျိုးလုပ်ပြီးတော့ကျွန်တော်ပို့ပေးတာတော့ကျွန်တော်ဗီဒီယိုပဲဒါပေမဲ့သူတို့ရဲ့ကြော်ညာဗီဒီယိုတွေဖြစ်တယ်တခြားဗီဒီယိုတွေဖြစ်တယ်အဲ့လိုတွေဖြစ်ကုန်တာပေါ့အဲ့ခင်ကျတော့ကျွန်တော်ကလည်းကျွန်တော်ဘက်ကလည်းလူဆိုတေချာပြီးပြန်ပြီးတော့တွေးနေရတယ်ပေါ့ဟိုဆရာတို့ကလည်းကျွန်တော်ကိုလန့်ပြီးတော့မပြေဘူးဒီမှာဗာလဲဒါတော့ကြီးတဘောကောင်းနေတာဟုတ်လေးရလားဆိုတဲ့အတွေ့မျိုးရှိတယ်လို့ကျွန်တော်မှကြတော့လေဟာစာတင်မယ်လဲပြောရရဲ့လူချင်းတွေ့မယ်ဆိုလဲအတွေ့မခံဘူးဒီလိုမျိုးတွေဖြစ်နေကြပါပေါ့ဒီလိုမျိုးတွေဖြစ်နေကြတယ်ခင်ကျတော့အပြန်လည်းမယုံသလိုဖြစ်နေကြတယ်ပေါ့ဗျာကျွန်တော်ကတော့အဲ့လိုမျိုးဆိုရင်ချိန်နေခဏချိန်နေအောက်ကြခံပြီးတော့မျိုးစုံနဲ့ဆက်တွဲတယ်လုံးဝဆက်သွယ်လို့မရတဲ့လူဆိုရင်ကျွန်တော်လည်းရေးထားပါတယ်เนาะဒါပေမဲ့ကျွန်တော်ကတော့ဒီမ blog ခင်ပြောထားပါတယ်ကျွန်တော် blog လိုက်တော့မယ်เนาะ2ရက်3ရက်ဆိုကျွန်တော် blog မှာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်ဗီဒီယိုကြည့်နေတယ်လို့ဆိုလဲ TikTok ကနေပဲကြည့်ပေးအခုအချိန်မရဘူးဆိုတဲ့ကိစ္စမရှိဘူးဒီဟိုကနောက်တစ်ချိန်အချိန်ရရင်ကျွန်တော်ပြန်ဆက်တွဲလာခဲ့ပေါ့အဲ့လိုမျိုးပဲကျွန်တော်ကတော့ဒီလုပ်ပြီးတော့ကျွန်တော် blog လိုက်တာပေါ့เนาะတကယ်လို့ကျွန်တော်မယုံသလိုဖြစ်နေတဲ့လူတွေဆိုရင်ဆက်တွဲပေးပါလို့ကျွန်တော်ခဏမေးတယ်ဆိုတာကျွန်တော်ကိုယ်တိုင်လည်းအချိန်ရမရဘူးကျွန်တော်ကိုယ်တိုင်အချိန်မရဘူးတကယ်ဆိုကျွန်တော်ကဒီအခုတင်နေတဲ့လူတွေရဲ့တဝက်လောက်ပဲကျွန်တော်ကတင်ချင်တာအဲ့ကျန်တဲ့တဝက်လောက်ကသူတို့ရဲ့အမျိုးတွေ
သူတို့အမျိုးတွေတောင်မှထက်လာမှာဆိုလို့ကျွန်တော်ဆိုအများတန်းပြောတယ်ဒီလောက်ပဲနော်ဒီလူပဲရတော့မယ်နော်ကျွန်တော်နောက်လူတွေမတင်တော့ပါဘူးဒါပေမဲ့သူတို့အမျိုးဆိုတော့အဲ့လိုမျိုးချိတ်လာပြီးများလာတာဖြစ်ပါတယ်ကျွန်တော်တင်ပေးတဲ့လူတွေဆိုလို့ရှိရင်ဘာတဘောလည်းမတူသူတို့အမျိုးတွေကိုပြန်ခေါ်လာတာပေါ့နော်အဲ့လိုမျိုးသူ့ကိုလည်းတင်ပေးပါတို့ပဲတင်ပေးပါဆိုပြီးနှစ်ဆလောက်ဖြစ်နေတာပေါ့တကယ်တမ်းကကျွန်တော်ကအဲ့လောက်မဟုတ်ဖြည်းပဲပေါ့နော်ဒီတက်တောင့်တက်တာပဲသွားချင်တာပေါ့ဒါပေမဲ့အခုလည်းရပါတယ်ဟိုကျွန်တော်တို့အဲ့လိုမျိုးလူများတယ်ဆိုတာစင်ကြည်ပေးလို့မရဘူးလေကိုကတင်ပေးမယ်ဆိုကိုကမရအောင်လုပ်ပေးရမှာပဲကိုရဲ့တဘောကိုတာဝန်ပေါ့ကျွန်တော်အဲ့လိုစင်ကြည်ပေးတဲ့လူမဟုတ်ပါဒါပေမဲ့အခုကျွန်တော်အချိန်မေးတဲ့ချိန်မှာကျတော့ဟိုမနှဲမေးနေရတာဖြစ်ပါတယ်ကျွန်တော်တို့မှလည်းမအားပါဘူးကျွန်တော်တို့ပဲလည်းမအားဘူးပေါ့ဆရာတို့ပဲမအားတယ်လို့ကျွန်တော်တို့ပဲလည်းမအားဘူးဒါပေမဲ့ဆရာတို့ကတမရမှမဟုတ်တာဗျာအချိန်တနာကြီးကတော့အားတဲ့ချိန်ဆိုတာရှိရမယ်တကယ်လို့လုံးဝကိုမရှိဘူးဆိုလည်းရှိတယ်အဲ့လိုလူတွေလည်းရှိတယ်လုံးဝကိုဖုံးပြောလို့ဟိုဒီဖုံးကင်လို့မရဘူးပေါ့သူတို့ဒီတချို့အိမ်အလုပ်တွေဆိုလို့ရှိရင်အိမ်ကဖုံးခေါ်တာမကြိုက်ဘူးဆိုကျွန်တော်ရတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုခေါ်မခေါ်ဘူးကြည့်တာဗီဒီယိုတွေကြည့်ပြီးလို့ရှိရင်အဲ့ဒီကအလစ်ပေးတဲ့အချိန်ကျမှဖုံးကန်ရတဲ့ချိန်ကျမှကျွန်တော်ကိုဖုံးခေါ်လာခဲ့ဖုံးကလည်းကျွန်တော်ပြန်ခေါ်တာနော်ဖုံးကကျွန်တော် free ပဲအမြဲတမ်းအဲ့လိုဆိုကျွန်တော်ပဲပြန်ခေါ်တယ်ကျွန်တော်ပဲပြန်ခေါ်ပြီးတော့ဖုံးအတန်နဲ့ပဲရှင်းပေးတယ်ပြန်ရှင်းပေးတယ်ပေါ့အဲ့လိုလဲသွားနေကြတာဆိုတော့ကျွန်တော်တို့ကဟိုအပြန်လန်ပြောဖို့ပဲလိုတာပေါ့အပြန်လန်ပုံမှန်လေးပြောဖို့လိုတာပေါ့ဘယ်အချိန်အားတယ်ဘယ်အချိန်မအားဘူးအဲ့လိုမျိုးကိုကအောက်ကြပါလဲနဲ့ပြန်မဖြေဘူးဆိုလို့ရှိရင်ဒါမတတ်နိုင်ဘူးလေမတတ်နိုင်ဘူးဆိုတာကျွန်တော်အလိုဆိုတော့လေတကယ်လို့လုံးဝမအားတဲ့လူဆိုရင်တော့ကိုယ့်စီတောင်တင်မယ်ဆိုပြီးရောက်လာပြီးမှတော့တနားလောက်ဖြစ်ကျွန်တော်နဲ့စကားပြောချင်တာပေါ့စကားပြောချင်တယ်ဆိုတာကျွန်တော်ဒီရိုးရာစကားတိုင်ပတ်နေရပါလေသူများတွေတိုင်ပတ်နေရဆိုလို့ရှိရင်ဘလို့တင်သွားရတယ်ဆိုတာတရက်လောက်ကျွန်တော်နဲ့ပြောပြီးအောင်နောက်နေ့မလာတော့အောင်ရတယ်အဲ့ဒါဆိုကိုယ့်ဘံကိုအဲ့ဒီနီလန်လေးနဲ့တဖြည်းဖြည်းဆက်သွားလို့လည်းရတယ်လေအဲ့လိုပုံစံပေါ့ဒါမဲ့ဒီစစ်တော့ဆရာသမားကြီးကြလို့ရှိရင်လည်းတကယ်လို့အဲ့လိုတွေ့ခဲ့လို့ရှိရင်အချိန်မပေးနိုင်ဘူးဆိုရင်ကျွန်တော်စီကိုမအပ်လာပါနဲ့လို့နော်ဒီတစ်တော့ကနေပဲကြည်ပါလို့ဒီအချိန်ကလည်းအများကြီးပေးစရာမလိုပါဘူးကျွန်တော်တောင်းတာတပတ်မှ2ရက်လောက်ပေါ့ဒီပုံမှန်လေးဆိုလို့ရှိရင်တော့2ရက်အရင်တော့ဇာဝါပုံမှန်အစသမားတွေဆိုလို့ရှိရင်လူကလည်းနဲတော့နေတိုင်းပေါ့ခုကျလူကလည်းနည်းနည်းများလာတော့လေနောက်ပြီးကြတော့ဟိုအဖွဲ့နဲ့တင်ရတယ်ဆိုတော့ကိုယ်မေးတဲ့ချိန်တွေမှာအရန်ထစ်တယ်ဆိုလို့ရှိရင်2ရက်တစ်ခါလောက်ဆိုအကောင်းဆုံးပါပဲ1ရက်ကိုကြတော့စာလေးတွေကြက်လာခဲ့နောက်တစ်ရက်ကျရင်ကျွန်တော်လည်းအပြန်အလှန်ပြောတာပေါ့ကြတော့စာတင်နေဆိုတာကျွန်တော်ဒီလိုဗီဒီယိုမှာကျွန်တော်တင်ထားပေးပြီးသားပဲလေကျွန်တော်လည်းကကြတော့အပြန်အလှန်ပြောဖို့အဓိကအားထားရတာပေါ့အဲ့လိုမျိုးပုံစံဖြစ်ပါတယ်နော်အဲ့ဆိုလို့ရှိရင်တော့ဒီအဲ့လိုမျိုးကျွန်တော်မေးထားတဲ့လူတွေဆိုကျွန်တော်ပြန်ဖြေပေးပါလို့အချိန်နေပါတယ်ဘယ်ချိန်အားတယ်ဆိုတဲ့ပုံမှန်လေးပေါ့မအားဘူးဆိုတဲ့စကားပဲပြောမနေပဲနဲ့ဘယ်ချိန်ဆိုတော့အားတယ်ဘယ်ချိန်မှမအားရင်တော့မှနေ့လယ်12နာရီအားတယ်ဆိုပြီးတော့ကျွန်တော်တို့နေ့လယ်12နာရီမှာတင်တဲ့လူလည်းရှိတယ်ထမင်းစားနားတဲ့တနာရီမှာတင်တာပေါ့ဗျာအဲ့ဒါကြလည်းနေတိုင်းတော့မတင်ဘူးပေါ့ကျွန်တော်တို့ကဘယ်လိုတင်မလို့ဆိုလို့ချင်း3-4ရက်လောက်မှတစ်ခါပေါ့ကျွန်တော်ကစားတင်နေဆိုတာဒီဗီဒီယိုကတင်တာပဲလေဒီဗီဒီယိုကြည့်ရင်ပြီးနေပြီပေါ့ကျွန်တော်သူများတင်တဲ့နဲ့မတူဘူးနဲ့ဘာဖြစ်လာမလို့ဆိုလို့ရှင်တော့ကျွန်တော်တို့ကအပြန်အလှန်များပြောတာပေါ့ဒါကအားသာချက်ပဲအပြန်အလှန်ပြောတာပေါ့တကယ်ပြောကြတာပေါ့ဗျာအပြန်အလှန်အဲ့ဒီပုံစံမှာပဲအဲ့ကြတော့အပြန်အလှန်ပြောဖို့ဆိုတော့အချိန်တွေကလူကများတော့လေအဲ့လိုမျိုးနည်းနည်းလေးဘယ်လိုပြောမလဲကျွန်တော်လည်းသိချင်တာပေါ့အချိန်ရဘယ်လိုဆိုတာနောက်ပြီးတော့ကျွန်တော်ကအဲ့တကယ်ပဲလာတင်တဲ့လူကဟုတ်ရဲ့လားမဟုတ်လို့ရှိရင်ကျွန်တော် block လိုက်မှာပေါ့အဲ့လိုမျိုးကျွန်တော်ကစီစဉ်ထားလို့ပါကျွန်တော်တကယ်လို့မေးခဲ့တယ်ဆိုလို့ရှိရင်နည်းနည်းလေးတန်ဖိုးထားပြီးပြန်ဖြေပေးပါလို့နော်အဲ့ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုပိတ်လိုက်ပါဗျာနော်ဒီကောင် con ဆိုတာမတိုင်ကင်းဆိုတဲ့စကားလုံးပေါ့နော်